နာဇီတို့ရဲ့ Holocaust အကွင်းထဲကနေလွတ်မြောက်ဖို့ထွက်ပြေးလာကြတဲ့ဂျူးဒုက္ခသည်တွေဟာလစ်သူရေးနီးယားနိုင်ငံကောင်းနစ်မြို့မှာရှိတဲ့ဂျပန်တန်ယုံရှိမှာစုပြုံတန်းစီရင်သူတို့ရဲ့နောက်ဆုံးမလွန်ချက်အဖြစ်ရင်တမမောင်းနဲ့ဆက်ဆိုင်နေခဲ့ကြပါတယ်ဒုက္ခသည်တွေကိုဗီဇာမထုတ်ပေးဖို့ဂျပန်အစိုးရရဲ့တင်းကျပ်တဲ့အမိန့်ရှိခဲ့ပေမဲ့ဒီတန်တမဟာယာရုပြုတ်မဲ့အရေးကိုမျက်ကွယ်ပြုပြီးသူ့ရဲ့လက်မှတ်တစ်ခုတည်းနဲ့လူပေါင်း6000ကျော်ရဲ့အသက်ကိုစွန့်စွန့်စားစားကယ်တင်ပေးခဲ့တာပါဒီလိုကယ်တင်ခဲ့မှုကြောင့်သူကဂျူးလူမျိုးတွေနဲ့အစ္စရေးနိုင်ငံရဲ့တမိုင်းဆာမဏေမှာမိဖြောက်လို့မရတဲ့ကယ်တင်ရှင်တယောက်ဖြစ်လာခဲ့သူကမ္ဘာအမှောက်မိုက်ဆုံးစစ်ပွဲကြီးကြားမှာလူသားဆန်မှုရဲ့ကြီးမြတ်တဲ့ပြောက်တစ်ခုဖြစ်ခဲ့ပါတယ်သူကတော့ဂျပန်တန်တမန်ဂျီအိုနဲ့စုပြီးထားတာပါ There was very unusual for the Jewish people that the only consul who saved the Jewish people in Kaunas was a Japanese person. יודעת אם היינו שורדים. אם סוגיירה לא היה נותן למשפחה שלי את הרישיון מעבר, את הרזי פסי, אני לא יודעת אם אנחנו היינו שורדים. ဒီပြည့်ရဲ့စနစ်ကိုပြောရရင်1919ခုနှစ်ဘာဆိုင်စာချုပ်ကနေစခဲ့တယ်လို့ပဲပြောရမှာပါပထမကမ္ဘာစစ်အပြီးဘာဆိုင်စာချုပ်ကြောင့်ဂျာမနီကသူတို့ရဲ့နေမြေအချို့ကိုပိုလန်ကိုပေးလိုက်ရတဲ့အတွက်ဟစ်တလာဟာပိုလန်ကိုပြန်လည်သိမ်းပိုက်ဖို့ပြင်ဆင်ခဲ့ပါတယ်ဒါကြောင့်1939ခုနှစ်ဩဂတ်စ်လ23ရက်နေ့မှာဂျာမနီနဲ့ဆိုဗီယက်တို့ဟာမိုလိုတက်ရစ်ပန်ထရက်လျှော့စာချုပ်ကိုချုပ်ဆိုခဲ့ကြပြီးပိုလန်နိုင်ငံကိုနှစ်ပိုင်းခွဲယူဖို့သဘောတူခဲ့ကြပါတယ်အဲ့ဒီစာချုပ်အတိုင်းစက်တင်ဘာ1ရက်နေ့မှာဂျာမနီကပိုလန်ကိုအနောက်ဘက်ကနေစတင်ကျူးကျော်ခဲ့ပြီးစက်တင်ဘာ18ရက်နေ့မှာဆိုဗီယက်ကအရှေ့ဘက်ကနေပိုလန်ကိုနှစ်ဖက်ညှက်တိုက်ကသိမ်းမဲ့လိုက်ကြပါတယ်ဒီစစ်ပွဲကြောင့်ပိုလန်မှာရှိတဲ့ဂျူးလီမျိုးထောင်ပေါင်းများစွာဟာနာဇီတို့ရဲ့ Holocaust တပ်ဖြတ်မှုရန်ကနေလွတ်မြောက်ဖို့အိန္ဒိယလစ်သူရေးနီးယားနိုင်ငံစီထွက်ပြေးခိုလုံခဲ့ကြရပါတယ်ဒါပေမဲ့လည်း1940ဇွန်လ15ရက်မှာတော့ဆိုဗီယက်ပြည်ထောင်စုကလစ်သူရေးနီးယားနိုင်ငံကိုပါထပ်ကျူးကျော်သိမ်းမဲ့လိုက်ပြန်ပါတယ်အဲ့ဒီခါပိုလန်ကနေထွက်ပြေးလာကြတဲ့ဂျူးတို့ကထောင်ပေါင်းများစွာဟာနာဇီနဲ့ဆိုဗီယက်အာဏာရှင်တွေရဲ့ကြားမှာရောက်ရှိသွားခဲ့ပြီးဥရောပကထွက်ပေါက်မှန်စွာပိတ်သွားတဲ့အတွက်သူတို့ရဲ့တကူတည်းသောလွတ်မြောက်ရာဟာဆိုဗီယက်ထရန့်စိုက်ဘေးရီးယန်မီးရထားကိုစီးပြီးဂျပန်နိုင်ငံကိုထွက်ပြေးဖို့ပဲရှိပါတော့တယ်ဒါပေမဲ့ဆိုဗီယက်နိုင်ငံကိုဖျက်ဆီးခွင့်ချဖို့ရောဂျပန်ရောက်ရှိဖို့အတွက်ပါဂျပန်နိုင်ငံရဲ့ transit visa အဖြစ်နဲ့လိုအပ်တာကြောင့်ဒီတူရေးနီးယားနိုင်ငံကောင်းနစ်မြို့မှာရှိတဲ့ဂျပန်တန်ယုံဟာဒုက္ခသည်တွေအတွက်နောက်ဆုံးကယ်တင်တကားပေါက်ဖြစ်လာပါတယ်ဒါကြောင့်1940ပြည့်နှစ်ဇူလိုင်28ရက်နေ့မှာတော့ယူဒုက္ခသည်တွေကဂျပန်တန်ယုံရှိစီစုပုံရောက်ရှိလာခဲ့ကြတာကြောင့်အဲ့ဒီချိန်တွေကိုမင်းတိလိုက်ရတဲ့ဆူကီဟာတိုကျိုမြို့မှာရှိတဲ့ဂျပန်နိုင်ငံသားရေးဝန်ကြီးဌာနစီဗီဇာထုတ်ပေးခွင့်ပြုဖို့ပြည်နယ်3ချိန်တောက်ခံခဲ့ပေမဲ့လည်းဂျပန်နိုင်ငံသားရေးဝန်ကြီးဌာနကတော့စီးမင်းနဲ့မကိုက်ညီကြောင်းအကြောင်းပြကဗီဇာမထုတ်ပေးဖို့ညှင်းဆန်ခဲ့ပါတယ်ဒါကြောင့်ဆူကီယာအမင်းကိုလိုက်နိုင်ရင်ဂျူးလူမျိုးတွေတည်မယ်မလိုက်နိုင်ရင်အလုံးနဲ့အနာကဆုံးရှုံးမယ်ဒီလိုအသက်တဲတွေကြားမှာဆိုးရရဲ့အမိန့်တဲ့လူသားချင်းစာနာမှုကိုပဲရှေ့တန်းတင်ခဲ့တာကြောင့်ဇူလိုင်29ရက်နေ့မှာတော့လူဒုက္ခသည်ထောင်ပေါင်းများစွာသက်ဆက်နိုင်မှုအတွက် transit visa တွေကိုကိုယ်တိုင်ထုတ်ပေးခဲ့ပြီးတနေ့ကို18နာရီကနေနာရီ20အထိနားချိန်မရှိဘဲ29ရက်ကြာအောင်ဗီဇာတစ်ထောင်ညင်းစီကိုလက်ချောင်းတွေကတ်ခဲလာတဲ့အထိမနာတဲ့လက်မှတ်ရေးထိုးပေးခဲ့တာပါဒါပေမဲ့ဩဂတ်စ်လ28ရက်မှာတော့တန်ယန်ကိုအပြီးပိတ်ပစ်ဖို့ဆိုဗီယက်အစိုးရရဲ့အမိန့်ရောက်ရှိလာခဲ့တာကြောင့်ဆူကီဟာရာတို့မိသားစုကတန်ယန်ကိုပိတ်ပြီးမြို့ကနေထွက်ခွာဖို့ပြင်ဆင်ခဲ့ရပါတယ်ဒါပေမဲ့လည်းသူကဗီဇာထုတ်ပေးတာကိုလုံးဝမရက်ခဲ့ပါဘူးတန်ယန်ပိတ်လိုက်ရပေမဲ့ဆူကီတို့တက်ခိုတဲ့ Metropolis Hotel Kennedy ဒုက္ခသည်တွေကိုခေါ်ယူပြီးဗီဇာစာရွက်တွေကိုမနာတဲ့ဆက်လက်ရေးပေးခဲ့တာပါသူရေးပေးခဲ့တာတွေကဒုက္ခသည်တွေအတွက်ဂျပန်နိုင်ငံမှာ10ရက်ကြာပတ်တန်းခွင့်ရတဲ့တရားဝင် transit visa တွေဖြစ်တာကြောင့်ဒီ10ရက်စာပတ်တန်းခွင့်စာရွက်ရှိမှဒုက္ခသည်တွေကဆိုဗီယက်မြေထားလက်မှတ်ကိုဝယ်ယူရမှာဖြစ်ပြီးနာဇီလက်ထဲကနေဂျပန်နိုင်ငံစီအဲ့ဒီကနေတဆင့်ဘေးကင်းတဲ့နိုင်ငံတို့စီထွက်ပြေးလွတ်မြောက်နိုင်ကြမှာပါဒါကြောင့်လည်းဒီဆိုင်ရွက်တွေကသူတို့အတွက်တော့တကယ်အသက်ကလက်မှတ်တွေဖြစ်ခဲ့တာပါဒီလိုနဲ့စက်တင်ဘာလ1ရက်နေ့ကောင်းနစ်မြို့ကနေထွက်ခွာရအောင်နောက်ဆုံးအချိန်ထိဆူကီဟာရာဟာဗီဇာရေးပေးတဲ့ကိုလုံးဝမရက်ခဲ့ပါဘူးသူတဲတဲ့ Metropolis Hotel ကနေဘူဒါယုံကိုသွားတဲ့လမ်းတစ်လျှောက်မှာဘေးကနေစပိန်နဲ့လိုက်လာတဲ့ဒုက္ခသည်တွေကိုမနာတဲ့ဗီဇာတွေရေးပေးခဲ့တယ်လို့ယထာပေါ်ရောက်တဲ့အထိလည်းလက်မှတ်တွေဆက်ထိုးပေးနေခဲ့တာပါဗီဇာဆိုင်ရွက်တွေကုန်သွားတဲ့အခါဆဗက်လွတ်တွေပေါ်မှာတန်ယုံတစ်စိတ်တုံးလိုက်လက်မှတ်ထိုးပြီးယထာပရိမောက်ကနေအပြင်းကဒုက္ခသည်တွေကိုပစ်ပေးခဲ့ပါသေးတယ်ဒုက္ခသည်တွေကတော့အဲ့ဒီတစ်စိတ်တုံးပါတဲ့ဆဗက်တွေပေါ်မှာသူတို့နာမည်တွေကိုကိုယ်တိုင်ရေးပြီးနာဇီလက်ထက်ကလွတ်မြောက်ထွက်ပြေးနိုင်ခဲ့ကြတာပါနောက်ဆုံးယထာထွက်ခွာသွားချိန်မှာတော့စတူကီဟာပရိမောက်ကနေအပြင်းကဒုက္ခသည်တွေကိုဥညွတ်ပြီးကျွန်တော်နောက်ထပ်မင်းနိုင်တဲ့ကိုခွင့်လွှတ်ကြပါခမတို့အားလုံးအတွက်စူတောင်းပေးနေပါတယ်ဆိုတော့တမိုင်းဝင်နောက်ဆုံးဆက်စကားကိုပြောသွားခဲ့ပါတယ်သူထုတ်ပေးခဲ့တဲ့ဗီဇာတစ်စောင်ဟာမိသားစုတစ်စုလုံးအတွက်အကျုံးဝင်တာကြောင့်စတူကီဟာရာရဲ့လက်မှတ်တစ်ခုတည်းနဲ့ဂျူးဒုက္ခသည်6000ကျော်ဟာဆိုဗီယက်ထရန့်စိုက်ဘေးရီးယန်မြေတိုင်းတဲ့ဆင်ဂျပန်နိုင်ငံကကာပိတ်မျိုးရရှိသွားခဲ့ကြပါတယ်ဂျာမနီကသူတို့ကိုပြန်လည်လွှဲပြောင်းပေးဖို့ဂျပန်အစိုးရစီပြင်းပြင်းထန်ထန်ဖိအားပေးခဲ့ပေမဲ့ဂျပန်အစိုးရကငြင်းဆန်ခဲ့ပါတယ်ဒါတည်းမကပဲဂျပန်ပြည်သူတွေနဲ့ဒေသခံတွေကလည်းဒုက္ခသည်တွေကိုအစားအသောက်နဲ့ဆေးဝါးတွေကူညီပေးပြီးလူထွေးစွာဆက်ချောက်ပေးခဲ့ကြတာပါဒီလိုနဲ့စစ်ပြီး1948ခုနှစ်မှာဂျပန်အစိုးရကအမိန့်မနာခံမှုနဲ့ဆူကီဟာရာကိုအလောက်ကထုတ်ပယ်ခဲ့ပေမဲ့ကယ်တင်ခံခဲ့ရတဲ့ဂျူးတိုင်းဝိုင်းကသူ့ကိုနှစ်ပေါင်း20နီးပါးလက်လံလျှောက်ပေးခဲ့ကြပြီး1985ခုနှစ်မှာအစ္စရေးနိုင်ငံမြင့်မြတ်လာတဲ့ Ratchet Among the Nation ဂုဏ်ထူးဆောင်စုပေးရကကျေးဇူးဆက်ခဲ့ကြပါတယ်ဒါပေမဲ့လည်း1966ခုနှစ်ဇွန်လ31ရက်မှာဆူကီဟာရာကွယ်လွန်သွားခဲ့ပေမဲ့ဒီဗီဇာစာရွက်တွေကြောင့်ပဲဒီနေ့ခေတ်မှာမျိုးဆက်ပေါင်း4000ကျော်အသက်ဆက်ခွင့်ရခဲ့ကြတာပါ Jonathan Abashir.
אשרת המעבר ליפן, המקורית. וכמה שנים זה אצלך בבית, אתה שומר על זה? מאז שהוא הגיע לישראל, 1942 כמדומני. အစိုးရတပ်ဖွဲ့လုံးရဲ့ညှဉ်းဆဲမှုကိုလွန်ဆန်ပြီးရေးပြခဲ့တဲ့စာရွက်တစ်ရွက်ဟာအနာဂတ်မှာလူပေါင်းတောင်းတဲ့ချီမျိုးသက်တွေကိုပြည့်စေခဲ့တာပဲဖြစ်ပါတယ်